အားလုံးပဲမင်္ဂလာပါရှင်စွန်ပန်းဖြစ်ပါတယ်ရှင်ဒီတစ်ခါမှာတော့စင်တူယိုမာရှိတဲ့စကလုံးနှလုံးကိုပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်စကလုံးနှလုံးလေးကတော့တကယ်တီရှာမနိုင်ရင်ပေါ့နော်အရန်ဟိုမားလွယ်တယ်အတိပ္ပယ်လေးတီရှာစီရှိတဲ့အတွက်အတူတူလေးလာကြည့်ကြရအောင်ရှင်အဲစကလုံးကတော့နံပါတ်1ဒါမာရီမတ်ရဲ့နောက်တစ်ခုကကြတော့ဒါမရှိမတ်နော်လုံးဝစင်တူတယ်နော်ဒါမာရီမတ်ရဲ့ဒါမရှိမတ်ရဲ့အဲမြန်မာလိုဘယ်လိုအဓိပ္ပာယ်ဆောင်လဲဆိုစပီလေးလာကြည့်ကြရအောင်ဒါမာရီမတ်ကကြတော့တိတ်ဆိတ်စွာနေသည်တိတ်ဆိတ်နေသည်ပေါ့နော်ဒါမာရဲဆိုလို့ရှင်တိတ်လေးနေစမ်းအဲ့လိုမျိုးပုံစံပြောလို့ရတယ်ပေါ့နော်ရှီဆူကာနီရှိတဲ့ကလာဆိုင်ဆိုတဲ့ပုံစံလေးနဲ့ဆင်နေပေါ့နော်နောက်တစ်လုံးကကြတော့ဒါမရှိမတ်ကကြတော့အရင်တစ်ခါလေးပြောပြီးသွားပြီပေါ့နော်လက်ဖြားတီလိန်တီလက်ဖြားတီပေါ့နော်ဒါမဆာလေနာယိုနီကျူစကေမရှောအလင်မခံရအောင်တတိထားကြစို့ဒါမဆာလေမစတာအလင်ခံခဲ့ရတယ်ဆိုတဲ့ပုံစံလေးနဲ့သုံးပါတယ်ရှင်ဒီဗီဒီယိုမှာအဓိကပြောချင်တာကတော့ဒါမာဒီမတ်တိတ်ဆိတ်စွာနေသည်ဒါမရှိမတ်လိန်လေလက်ဖြားတီအနှလုံးကိုတွဲမလို့ရအောင်ပြောရှင်းဖြစ်ပါတယ်ရှင်ဗီဒီယိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်ဘိုင်ဘိုင်